ရမင်းတခါပြောသူကမှဖုန်းပြန်သွားမှာမှာပြင်းတယ်ဒါမင်းကတ်တာလားငါပြီးရမှာလားပြောတခါပြောဘယ်ဟုတ်ပါဘူးငါကတ်မှမလို့ငါရှင်းခဲ့ရပါမယ်ဘုန်းကြားရင်နော်ပြီးတော့ကတ်တာပဲမင်းကတ်တယ်နော်ဟုတ်တယ်လို့မျက်နှာမကြည့်မတိုင်းနဲ့မပြေးသားမှလည်းဟုတ်တယ်ငါကတာရဲတင်းတင်းပြောသားမှမတို့ကြောက်နေ။ကြောက်မှမသုံးဆောင်လို့မလို့လေ။ခိမကောင်းဖြစ်နေကွာဟိုလူကတော့အဲ့ဒါ line မော်တာတနာနေတယ်ကြံရင်မင်းအိမ်သွားမယ်ဆိုရင်မျက်လုံးနဲ့ကြည့်နေတာမင်းပြီးမှအိမ်ကမင်းမဘာကြိုက်တာညာကြိုက်တာတယောက်ကရှိရနော်အဲ့ဒါဒါကတ်တယ်ဆိုကြရဟိုမုန်းနေငါကိုယူမလို့ခါတာနာဘုံပြီးလဲပါမုံအဲ့တော့ဒီရင်ဝင်မောတက်ပြီးတော့သူမိမဒီမုံကိုကြိုက်တာသူမိမဒီမုံကိုကြိုက်တာမုံတော့မတမျိုးတည်းမဟုတ်သူစားရင်နှစ်ဖက်ကင်ထားတမျိုးအဲ့လိုတစ်ဖက်ညာတစ်ဖက်မိမိကစားပြီးမှပူတင်းနေတာဒိန်းနေရလို့ပြန်ပြီးဝဲတာဒိန်းပါဒိန်းပါနေ3ရက်ခါကန်နေနောက်တစ်ခေါက်ကြမှာပေါ့ဗျာအော်နောက်ပြန်ပြလာမယ်စကြကြခေါက်ကြောင်ကယူခဲ့ပါအောင်ဆရာနေ့လေနေကြပါရဲ့ကိုနေ့လေနေကြနေ့နေကမှာဘဲကြော်လေးဘဲကြော်လေးရနေ့နေကညမှာဘဲကြော်လေးကွာဟာတော့နေခက်ခက်မှန်ကို line ပေါ်မှာအမေကြီးနေတယ်ဘုရားနေဟုတ်တယ်ဒီလူခန်းလာတာပဲအိုးအပြောင်းလို့စီပါဟုတ်ပါဘူးဟိုဟာလေးလေညီမနဲ့အဲ့ပဲတော်တော်နာမည်ကြီးတယ်ဗျတချို့ကိုဒါလိုက်ကိုသွားစားကြတဲ့လူတွေကိုရှိတယ်ဟုတ်တယ်အဲ့ဒါလေးတွေတခါမှမစားဘူးဗျအဲ့နာမည်တာတွေ့ line ပေါ်တာတွေ့နေတာရှူပါကွာယွန်းတရားကြီးကြောင်တော့လေတားအောင်မှာဘောအင်းကနောက်စားခြင်းမလို့စူးစမ်းဟမ်နောက်စားခြင်းမလို့ဖုန်းနဲ့ဆက်တယ်မယ်လေဟုတ်ပြီကိုဝိုင်းချက်တယ်လားတပည့်တော့မဟုတ်ပါဘူးညီကိုပေါ့ဟောညီကိုမှန်ဘယ်မဟုတ်ဆရာဆရာပဲကျွန်တော်တပည့်ဆရာကျွန်တော်ဆရာဟိုရွက်တော့ကိုဘုံပြပါဦးဗျာဟိုရင်ပြင်းစွန်းစားခဲ့လို့မလို့ပါမဟုတ်စားပါဘူးဆေးပဲဝင်နေမဟုတ်ဟာဂျင်းတို့ကဖုံးမလို့ရတယ်ဟိုနေ့လေဟိုဂျင်းတို့ကဟိုတင်မဘူးတော့တင်မဘူးတော့ကိုလေးပြောဟင်းနေနယ်ရဲ့ဒါကြက်တရွက်နေတယ်တူတယ်ဟာလူလက်ဖက်နဲ့မျက်နှာလုံးနေတယ်အကားကြီးဝိုင်းရှိရဲ့ဒီပြောရတော့မှတော့မင်းဆိုရင်ဟုတ်တယ်ဟိုမှာရှင်းခဲ့လိုက်တပည့်တော့ကုသိုလ်ပါဗျာတပည့်တော့ဘယ်လောက်ရှင်းခဲ့ရလဲတုံတောင်ဘူးလား၄တောင်ငိုတန်ပါကြီးနဲ့မပြောနဲ့၄တောင်ပါဗျာ၄တောင်ရှင်းခဲ့ရတယ်ဒီတော့ဘယ်ကဒီတော့ဘုရားရှင်းခဲ့ဟုတ်တယ်အဲ့တော့ဘုအကိုအေးဘူးတွေအကုန်ရှင်းနေတယ်ဆရာတော်လည်းတပည့်တော့မုန်းနေယူလာဆိုတပည့်တော့ပြန်ပြီးတော့အခခံရတာဗျာဘုရားဘယ်လိုဟိုဒီတော့ဘုံကလည်းပြန်သွားမှာနော်အဲ့ဘုံပြတာအေးမှာပေါ့အဲ့ဒါဘုံပြတာတက်မှာလေရှင်းလိုက်ရအောင် line ပေါ်နေရှင်းလိုက်တော့မယ်လေကြည့်နေတခါလဲဝေလဲအဲ့လိုလေဝေလို့ရအောင်ဒီကမနေပါတာအဲ့လိုလေကုသဘာနေအကုသမဖြစ်စီပြန်မကြောက်ဘူးလားတခါတော့အဲ့လိုဘယ်လိုဖွင့်ပြခဲ့ပါဗျာခွဲပါခွဲပေါ်ကနေဘာလုံးခွဲကြအဲ့လိုတပည့်တော့ဘုံကရန်တော့လားတိုက်ပြီးတဲ့သဘောပါဒီလိုခွဲပေးလိုက်မယ်ဗျာမဟုတ်ဘူးခင်ဗျားကိုကိုဝင်းနိုင်တော့ဝိုင်းကြတော့ဦးကတနာတယ်လို့ကိုကမွင်းစီမတနာဘူးတော့ဘောလားသူကိုဝင်းတော့ဦးကတနာတယ်ဟောပြီးပြအောင်ရပြီဗျာဘယ်ဘွဲမတနာနဲ့ဗျာ तू ကခုလေကလည်းပြောလို့နိုင်ကျင်နေတာအပတ်သက်လို့ရင်ဒီပြောထုတ်ပေးရတာဘာလို့ဒီပြောကသူ့ရဲ့ဒုတိယအဖေလိုဖြစ်နေတာအနိုင်မဲ့ဖေပေါ့အနိုင်မဲ့ဖေဖြစ်နေဘုံမတနာနဲ့အိမ်မှာတုံးပေးနေစီနဲ့ဟောချိန်ကူလေမတနာနဲ့တော့အိမ်မှာတုံးပေးနေစီရှိတယ်ကြားနော်မဟုတ်တော့ကပါတော့သုံးအောင်နားထောင်ပြီဘုံဘုံပြောတော့ဒီလေဆုံးသွားပြီလေဘုကမတနာလို့ပြောတယ်မှာဓာမပါတော့ဘူးလေအဲ့နောက်တော့တွန့်နေတက်နေခွဲနေရမှာလက်ကတက်တူးတွေကဘာအတိတ်ပဲသူကဟီးရိုးတော်လားအေးဟုတ်တယ်ဘုကထိုးတာတော့အရင်တော့ဟုတ်ပြီလားဒီတော့ဇက်ထဲကလူရှင်တော်လားဟုတ်တယ်ဇက်ထဲကထိုးတာလေထိုးအောင်လိုက်လေထိုးအောင်ဝဲလေးထိုးတဲ့ဥစ္စာတော့ငကိုတော့လို့ခုစေးတက်တူးစေးမဟုတ်ဘူးနော်ဘောပင်ဆန်တွေကမင်းအားနဲ့ထိုးတာဗျာပြီးလိုက်လေဒီမှာငကိုတော့ဒီမှာဒီဥစ္စာတွေဆိုရင်ခုံဒီကနေထိုးတာအဲ့ဘက်ကဟာတော့ဒီဘက်ကမသိဒီဘက်ကဟာတော့ဆေးအဆင့်မလို့ရွေးဒီဘက်ကဟာတော့သူထိုးလို့ကငကားဆိုပြီးထိုးခိုင်းလိုက်တာဒါနဲရှုပ်သွားတယ်ချမောင်ကင်းလောက်လိုက်သွားချမောင်ရက်နေနဲ့ချမောင်ရွက်နေနဲ့ချမောင်ရက်နေနဲ့ဒီဘက်ကပါတော့ဒီဘက်ကငကားဆိုပြီးထိုးတာချမောင်ကင်းဖြစ်သွားတယ်လက်မောင်းပါတော့ဘိုကန်နဲ့ဘိုကန်နဲ့သူကဟီရိုပဲကြီးတော့စပိန်ဟီရိုဟုတ်တယ်ဘုကမောက်တာရနာမင်းဝဲအပ်စံနေပါနဲ့စပင်ရှိနဲ့အဲ့ဒါဒီလေးပါတောင်းတယ်ကောက်
ညမှာဘယ်တော့မှမချဘူး နှစ်တကျော်ကြီး ပတ်သက်ကျွေးဒီပါတောင်းနေတယ်လူမိုက်လုပ်ပြီးလိုက်တောင်းပေးတယ်သူလူမိုက်နာမည်ကနှစ်တကျော်ကြီးနှစ်တကျော်ကြီး ရှိရရှိရ ကဲမုန်းတို့ခွဲအောင် ဟော မုန်းလည်းမပြန်နေသေး အမတရုံမှာနော် ဒီကငါပြောတာဘုံဘုံကဖုန်းဆက်တယ်ငါ့ကိုဆန်းဆက် အခုကျွန်တော်တနာလို့တဲ့ နောက်မှပါသေးတယ်ငါတပည့်တယ်မှာရှင်းပြလိုက်တယ် ကဲဘုံဘုံရင်းရအတိုင်းတော့ပြောတော့ဘုံဘလို့တော့ဟာမော မပြည့်နာရှင်းရမှာနော် မင်းတထုတ်ရမယ်ရ ငါ4000ဘူးကြည့်ထားလိုက်မယ်ကြာလာမင်းတို့ခွဲကြ အဲ့ဒါဆိုမင်းကနောက်တဲ့2000ထပ်ပြီးအဲ့မုန်းတထုတ်က6000ရတာ ကျန်တဲ့ခွဲ